အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကတော့ Donome Design of Future Things ဆိုတဲ့စောက်တို့ဖိန်းထဲမှာရလာတဲ့အတွေးလေးတစ်ခုကိုကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးချင်တာပါကျွန်တော်နာမည်ရဲဝင်းရမှာလူတိုင်းကကျွန်တော် Rose လို့ခေါ်ကြပါတယ်ကျွန်တော်က product designer UI UX designer တယောက်ပါဗျာကျွန်တော်အရင်တော့ဆိုလို့ရှိရင်ရွှေနှုတ်မှာ product designer အနေနဲ့လုပ်တိုင်ခဲ့ပြီးတော့အခုဆိုလို့ရှိရင်တော့ Wellness Camry Yoma Group မှာကျွန်တော်အလုပ်လုပ်တိုင်နေပါတယ်အနာဂတ်မှာ AI တွေကလူသားတွေကိုတကယ်ပဲနားလည်လာမှာလားကျွန်တော်တို့လူသားချင်းချင်းတော်မှာနားလည်ဖို့ထပ်တာဗျာသူတို့တကယ်ရောနားလည်နိုင်ပါတယ်လားဖြေရတော့သူတို့နားလည်ပုံစံကျွန်တော်နားလည်ပုံစံနဲ့နည်းနည်းလေးတော့ပွဲပြပါလိမ့်မယ် AI ကလူခံစားချက်နဲ့နားလည်ရမှာမဟုတ်ပါဘူးအပြုအမူပုံစံတွေကိုခံမှန်းပြီးတော့မှကူညီပေးနိုင်တာပါသူတို့ကကျွန်တော်တို့ဘယ်လိုနားလည်မှာလဲဆိုတော့ prediction လို့ခေါ်တဲ့ခံမှန်းတွက်ချက်ပေးတဲ့ design ပုံစံမျိုးနဲ့ကူညီပေးမှာပါဆိုတော့က prediction based design ပေါ့ဗျာကျွန်တော်တို့ဘာလုပ်တော့မယ်ဆိုတော့ကြိုတင်ခံမှန်းပြီးတော့မှတွက်ချက်ပေးတာမျိုးပေါ့တကယ်တော့ဒါအသစ်ဆိုင်တော့မဟုတ်ပါဘူးဥပမာကျွန်တော်တို့ပန်းချန်ထဲမှာလမ်းလျှောက်နေဆိုကြပါစို့အရှိမကျွန်တော်တို့လမ်းကွေးရနေတခုရှိတယ်ဘေးမှာလည်းစပိန်ကတ်ပြီးတော့ပါလာရဲဆိုလို့ရှိရင်ကျွန်တော်တို့အလိုလိုနှိမ့်လိုက်ပါဘာလို့လဲဆိုလို့ရှိရင်ဒါကျွန်တော်တို့အုံနောက်တစ်ခါမှာစပိန်ကဒီလိုမျိုးအရှိန်နဲ့ကွေးလာမယ်ဆိုတော့predict လုပ်ပြီးတော့မှတွက်ချက်ပေးလိုက်တာမဟုတ်လို့ရှိရင်စပိန်ရဲ့ဖိန်နဲ့ကျွန်တော်တို့ရိုက်မိနိုင်တယ်ဗျာဒါအုံနောက်ရဲ့ design တစ်ခုပါပဲဒါပေမဲ့အရင်ရှုပ်ထွေးရဲ့တွက်ချက်မှုတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့အုံနောက်တော့ wall လုံးမနိုင်တော့ဘူးဗျာဒီလိုနေရာမျိုးတွေမှာ AI ကမီလီစက္ကန့်ပိုင်းအတွင်းမှာတင်အပြည့်ကိုထုတ်ပေးပြီးတော့မှကျွန်တော်တို့အုံနောက်ရဲ့ပင်ပန်းမှုကိုရှော့ချပေးမှာပါလူတယောက်လားစီကိုသွားဖို့အတွက်ချင်းနဲ့ပလန်လန်းရမလဲဆိုရင်တေချာကျွန်တော်တို့နောက်တော့တင်းနှန်းကြီးတွေမနိုင်တော့ဘူးလေအဲ့လိုနေရာမျိုးတွေမှာ AI ကတခဏလေးအတွင်းမှာတင်အပြည့်ကိုချက်ချင်းတန်းပြီးတော့ထုတ်ပေးနိုင်တယ်ဒါ AI ရဲ့အကျိုးကျေးဇူးတစ်ခုပါဗျာဒါဆိုကျွန်တော်တို့အုံနောက်ရဲ့ wall လို့ဒါမပင်ပန်းတော့ဘူးလေဒီကပ်ပို့ပြီးတော့အနာသက်ဆန်တာကတော့ personalize AI ပဲဗျာကျွန်တော်အိမ်ပြင်ထွက်မဲ့ခါမှာဆိုလို့ရှိရင်ရာသီဥတုအခြေအနေကြီးတက်တာကိုသူကသိနေရယ်ဒါကြိုပြီးသိနေရယ်ဆိုတာမျိုးတဲ့သူကကြိုတင်ပြီးတော့မှခံမှန်းပေးရပုံစံမျိုးပေါ့ဆိုတော့ကျွန်တော်အပြင်သွားထိုင်နေမှာဆိုလို့ရှိရင် suggestion ဆိုပြီးတော့ notification လေးကြာလာလိုက်မယ်အပြင်မှာနေရန်ပူတယ်နော် screen လေးလိမ့်ဝိုင်ပူကောင်းမယ်ဆိုပြီးတော့ AI ကကျွန်တော် suggestion ပေးလိုက်မယ်ဒါပေမဲ့ AI က decision မလုပ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်အပြင်သွားမယ်ဆိုတာတေချာမျိုးမှမဟုတ်တာကျွန်တော်တို့အပြင်သွားထိုင်နေကြမှာအကြောင်းအရာတစ်ခုခုကြောင့်အပြင်ကိုမသွားလိုက်ရမျိုးလည်းရှိနိုင်တယ်လေဒါတို့အပြင်သွားထိုင်လို့ရှိရင် user လိုချင်တဲ့ information ကို AI ကကြိုတင်ပြီးတော့မှပြောပြပေးရမျိုးပါဒါကြောင့်မို့အနာဂတ် design က suggestion based design ဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါဆိုရင်ရောသူကဘယ်လိုသိရလဲကျွန်တော်ရဲ့ planner တွေ message တွေကိုလေ့လာပြီးတော့မှ context အခြေအနေကိုနားလည်အောင်လို့ကြိုးစားရပါကျွန်တော်တို့ရဲ့ဒုတိယဆက်စုဆိုရင်ပေါ့ဗျာသူကကျွန်တော်တို့အမြဲတမ်းတောက်လျှောက်ကြည့်နေမှာပေါ့ဒီနေရာမှာ personalization က privacy ဆိုရင်မိကုံတက်စီရဗျာကိုကြီးတို့လာချက်လက်တွေအကုန်လုံးကိုသိနေရကြောက်စရာမကောင်းဘူးလားဒီနေရာမှာ cloud AI နဲ့ on device AI နဲ့ကွာခြားချက်လာပါပြီကျွန်တော်တို့ရဲ့ data တွေက internet ပေါ်ရောက်မသွားဘဲနဲ့ကျွန်တော်တို့ဖုန်းထဲမှာရှိနေဖို့ကအသေးတာပါ cloud model တွေက powerful ဖြစ်တယ်ဆိုပေမဲ့ကျွန်တော်တို့ data တွေပေါက်ကြားသွားရဆိုလို့ရှိရင်တော့အလွယ်သုံးစားလုပ်ထိုင်ရနိုင်တယ်ဥပမာကျွန်တော် data ပေါက်ကြားသွားရဆိုပါဆိုကျွန်တော်နေရ Manly မှာနေရအရန်ပူရဗျာအဲ့တော့ကျွန်တော် AI နဲ့တိုင်ပင်လိုက်တယ်Manly မှာနေရအရန်ပူရဘလို့လေးပေးဆက်တွေဝယ်လို့ရှင်ကောင်းမလဲပေါ့ကျွန်တော် budget channel တိုင်ကြီးဟာလိုမျိုးပေါ့အဲ့လိုမျိုးပြောပြီးသွားတဲ့အချိန်မှာကျွန်တော်ဝယ်မယ်လို့သတ်မှတ်ထားတဲ့ဒီလေးပေးဆက်ဆိုင်ရာဝန်ထမ်းတွေကကျွန်တော်အင်ရှိထိရောက်လာပြီးတော့မှအခုကြီးဒါလေးဝယ်အောင်မလားဆိုပြီးတော့လာပြီးတော့ကြော်ညာပြီးတော့ရောင်းမယ်ဆိုရင်ရောဒီတိုင်းတွေးကြည့်လို့ရှိရင်ကောင်းတော့မသိဘူးကိုယ်တော့တွားစရာမှမလိုဘဲနဲ့တွေးရင်ရှိတီရောက်လာဖို့သောကအဆင်ပြေရပေါ့ဟုတ်တယ်မို့လားဒါပေမဲ့မတမလူတွေလက်ထဲကိုနေရဲလိမ့်စာအပြေးဆုံးရင်းနဲ့နမဲကြီးနဲ့ရောက်ချလာမယ်ဆိုရင်တော့ဖြင့်ကြောက်စရာကောင်းတယ်လीနော်ကြောချမ်းစရာကြီးအဲ့ဒါမို့ cloud model AI တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့အကြောင်းနဲ့ပတ်သက်ပြီးတော့မှအများကြီးမသိခိုင်းတာပို့ပြီးတော့ကောင်းတယ်ဒီ on device model AI တွေပို့ပြီးတော့စွမ်းလာတဲ့အချိန်မှာဆိုရင်တော့ကျွန်တော်တို့အကြောင်းနဲ့ပတ်သက်ပြီးတော့မှအများကြီးပို့ပြီးသိခိုင်းတာပို့ကောင်းတယ်အဲ့ဒါမှာတို့ကကျွန်တော်တို့နားလည်ပြီးတော့မှအများကြီးကူညီပေးနိုင်ပါလေဒီ cloud model AI တွေမှာဆိုလို့ရှိရင်တော့ privacy risk တာပို့များတယ် Apple ကတော့ on device approach ကိုရွေးချယ်နေကျွန်တော်အဲ့ဒါပို့ပြီးသဘောကျတယ်တိတ်တော့မကြတော့ပါဘူးအနာဂတ် powerful on device AI model တွေကပေါ်လာတော့မှာရယ်
သူတို့ကကျွန်တော်တို့ဘယ်လိုမျိုးခံမှန်းတွက်ချက်ပြီးကူညီပေးမှာလဲဆိုလို့ရှိရင် Apple Watch တို့လိုရတဲ့ health data တွေကနေတစ်ဆင့်ကျန်းမာရေးကိစ္စများတူတူဖြစ်နေရင်ဆိုပြီးတော့ကြိုတင်ပြီးတော့မှခံမှန်းအသိပေးရမျိုးလုပ်ပေးမှာပါသူတို့က professional အကူအညီရှာဖို့ပဲအကြံပေးရမျိုးပါသူတို့က suggestion based design ပေါ့ဗျာသူတို့ကဒီလိုမျိုးရောဂါရှိနေပါဆိုပြီးတော့အခိုင်အမာအသိလင်းပြောရမျိုးမဟုတ်ပဲねဒီလိုပုံစံမျိုးဖြစ်နိုင်တယ်ဆရာဝန်နဲ့အမြန်ဆုံးသွားပြီးတော့မှအကူအညီရယူပါဆိုရဲပုံစံမျိုးနဲ့ပဲသူတို့ကကူညီပေးမှာရဲ့အနည်းချုပ်ပြောရလို့ရှိရင် AI ကလူသားတွေလိုနားလေလာမဟုတ်ပဲねကျွန်တော်တို့အကြောင်းတွေကိုပို့ပြီးတော့မှသူကသိရှိအောင်လုပ်ပြီးတော့မှကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကိုခံမှန်းပေးပြီးတော့မှ suggestion ပေးရမျိုးပါဒါကျွန်တော်တို့ရဲ့အနာဂတ် design ပုံစံမှာပဲဒီနေ့တင်ပြချက်တာနဲ့အမြင်သိတစ်ခုရပါမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့မှပြန်တွေ့ကြပါမယ်တတာ